အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရှောင်းဟော်တော်ဘဂိတ်မိသားစုကကိုတင်ကိုဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဒီရှောင်းဟော်ပေါ့နော်ဒီကွာလာလမ်ပူမလေးရှားမှာရှိတဲ့ကော်ဖီလော့မှာမိတ်ဆွေတွေနဲ့ကျွန်တော်လာတွေ့တာပေါ့တွေ့တော့သူတို့ကော်ဖီအကြောင်းတွေပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေကလည်းမိတ်ဆွေတွေမိတ်ဆက်ပြီးတဲ့အခါမှာကျွန်တော်ကော်ဖီအကြောင်းတွေပြောရနေပြီးတော့အဲ့ကကျွန်တော်ရဲ့ဒီ customer ပေါ့နော်ဒီမိတ်ဆွေရဲ့ဗာမီလဲဆိုရင်ဒီထုတ်ကုန်ပစ္စည်းတွေကိုတဲ့ဒီစားသုံးသူတွေပြောတဲ့အခါမှာပေါ့နော်ကျွန်တော်ထိရောက်ပေါ့နော်ဘယ်လိုမျိုး point ကိုပြောရမလဲဆိုတဲ့ဟာမျိုးကျွန်တော်မေးခွန်းမေးတာပါအဲ့ဒါကျွန်တော်လည်းသူ့ကိုယူသားလေးပဲရှင်းပြပါတယ်ဒီထုတ်ကုန်ပစ္စည်းကအခြေခံအပြင်ဒီယောဂမဖြစ်ခင်ယောဂပစ္စည်းယောဂဖြစ်ပြီးကာလသုံးပါးကိုသုံးလို့ရတယ်ထောင်ဝင်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန၏ပေးထားတဲ့လက်မှတ်တွေရှိတယ်ပေါ့နော်ဒီလင်ဇီးရဲ့အကြောင်းလေးကျွန်တော်သူရှင်းပြရှင်းပြတဲ့အခါကျတော့ဒါဆိုရင်သူကနားထောင်နေအများကြီးပဲဒီမှာလင်ဇီးနဲ့ပတ်သက်တဲ့ Flavinoid တို့micropolygyl polysaccharide လင်ဇီး protein တို့စရှိတဲ့နောက်တဲ့အခါမှာဒီမှာနောက်ထပ် target လင်ဇီးတွေလည်းရှိတယ်ဆိုရင်ပြောတဲ့အခါမှာသူကအားလုံးတော့ပြီးတဲ့အခါမှာကျွန်တော်တခုမေးတယ်ကျွန်တော်ကလည်းယောဂဖြစ်စေအဆင့်ဘက်ကိုသွားတော့မှမလို့တဲ့ဈေးနှုန်းနဲ့သက်သာပြီးထိရောက်တဲ့ပစ္စည်းတွေကျွန်တော်ဘာသုံးရင်ကောင်းမလဲတဲ့ကျွန်တော်အဲ့လိုမေးတယ်အဲ့ဒါကျွန်တော်လည်းအဲ့ဆိုရင်လို့ကျွန်တော်အများနဲ့သုံးတယ်လို့ဒီကြာဟောလင်ဇီး90ပေါ့နော်ယုံရင်းပုံလန်90ပါတယ်အယောလေးပေါ့ nutrient tablet လို့ခေါ်တာပေါ့အခုဆိုရင်တော့ဒါကိုလင်ဇီး8 plat tablet ဆိုပြီးတော့လည်းခေါ်တာပေါ့နော်ဒါလေးတစ်ခုဆိုပြ60ပါတယ်ပေါ့နော်ဒါမျိုးလေးတစ်နေ့ကိုလို့နှစ်ပြားပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီမှာပေါင်းမှုမော်ကထုတ်တဲ့ပိုလန်တစ်နေ့9လုံးကိုလို့ကျွန်တော်ဒါလေးတွဲတော့တာကျွန်တော်12နှစ်ရှိပြီလို့ကျွန်တော်မိဘတွေရဲ့ဖြစ်တဲ့နာရာရှိယောဂါပေါ့နော်အမေဆိုရင်ကျွန်တော်သွေးတိုးနာရာရှိစီးကျူနာရာရှိအဖေဆိုရင်ဒါသွေးတိုးနာရာရှိပေါ့နော် high pressure အဲ့လိုဖြစ်တဲ့ဟာဒီကျွန်တော်မှအခုချိန်ကြီးလုံးဝမရှိဘူးလို့ကျွန်တော်တကယ်တခါစစ်စစ်ဖြစ်တယ်လို့ပြောတဲ့အခါမှာ तू ကခုနပြောတာတွေအားလုံးကောင်းတာတွေတော့ကျွန်တော်ကတော့မြင်ပါပြီဒါပေမဲ့အခုသုံးနေဟာကိုပဲကျွန်တော်သုံးမယ်အဲ့လိုပြောတာပေါ့နော်အဲ့တော့ကျွန်တော်တို့မှာအရင်ကပြောနေတာပါလေဆိုပထမဆုံးနံပါတ်1 key point အနေနဲ့တော့ကျွန်တော်တို့က CEO copy နဲ့မိတ်ဆက်တာမှန်တယ်ဒါပေမဲ့ကိုယ့်ရဲ့ customer ကလိုအပ်လာတဲ့ခါမှာကျွန်တော်တို့က OB ပြချက်ထဲမှာပါတယ်လင်ဇီးရဲ့လွတ်ဆောင်ချက်ဒီလင်ဇီးနဲ့ပတ်သက်တဲ့ service တွေကျွန်တော်တို့ပေးခြင်းနဲ့လည်းပဲကျွန်တော်တို့ရဲ့ 3/7 network ကိုလေတိဆောက်ရရပါတယ်ဆိုတာလေးကိုကျွန်တော်အမျှဝေတာဖြစ်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်အချိန်ကြီးတော့ရတဲ့အတွက်နော်အားလုံးပဲအောင်မြင်ကြပါစေ let's go to go diamond